多啦呢哩，咪哎路多嘞，啊你家的嘛多钱？啊眼咪路个。ကျွန်တော်ဒီကောင်မလေး ဝမ်းနေတာပေါ့ တွေ့ပြီးတော့ ဒါပေမဲ့အမေတို့လည်းအကောင်းဆုံးကြိုးစားပေးခဲ့တာပဲ ဒီမလေးရဲ့ဗီဒီယိုကြည့်ပြီးတော့ဒီမှာလည်း သမီးတလားခွဲလောက်မှာကာကွယ်ဆေးဝင်နေဖြစ်သွားတာ ဗီဒီယိုလေးရေးရှင်းလို့ရှင်းတော့ သမီးလက်နဲ့ပဲလှုပ်ရှားရတာဒီတိုင်းခြေထောက်ကြီးပဲဆိုလှုပ်ရှားလို့မရဘူး မိသားစုတွေမှာအကြီးဆုံးသမီးဖြစ်ပြီးတော့ဘာမှလုပ်မပေးနိုင်ဘူး။ဒါလေးကြရင်ကိုယ်နဲ့ရွယ်သူတွေကမိဘတွေကိုလှုပ်ကြွတော့ကိုကမလှုပ်ကြွရတော့စိတ်တော့မကောင်း ညီမလေးတွေကတော့သမီးကကျင်နာပါတယ်အငယ်လေးဆိုပိုးပြီးကျင်နာတယ်အမေတို့တော့ပြောတယ်ကို သူညီမလေးရဲ့မျက်နှာလေးကလည်းတကယ်ကိုနော်ပြုံးပြုံးရွှင်ရွှင်လေးနဲ့အရန်ချစ်ဖို့ကောင်းတယ်ညီမလေးကတကယ်ကိုလည်းအမားပေါ်မှာတိတက်တယ်ဆိုတော့ဒီကလေးမလေးကတကယ်လိမ်မာတဲ့ကလေးမလေးတယောက်ဖြစ်တယ်ပေါ့နော် ကိုတဲ့ဘလို့လဲအရွယ်ရောက်လို့ရှိရင်အင်းအောင်ကြသွားမှာပဲတဲ့တယောက်တည်းလည်းရှင်းနေနိုင်ရမယ်တဲ့ ဒီကောင်မလေးဗီဒီယိုကိုကြည့်ပါဟုတ်မင်္ဂလာပါ သမီးနာမည်အီတန်စင်မှုပါအသက်က23နှစ်ရှိပါပြီသမီးတလားခွဲလောက်မှာကာကွယ်ဆေးထိုးနေဖြစ်သွားတာပါ2လလောက်ကျတော့6လောက်မလုံးမှန်းတီးလာအရင်အမေတို့ကဒါပေမဲ့ကုဝေမယ်မရဘူးဆုံးနေတာပဲလိုက်ကူတာတော့ အဲ့စေးထိုးတဲ့အရာတွေပေါ့နော်တကယ်တော့ဒီကောင်ဒီနီမာလေးဆိုရင်တကယ်တနာဖို့ကောင်းတယ်စေးထိုးပြီးတော့မှဒီချက်တော့ဖြစ်သွားတယ်ပေါ့နော်ကျွန်တော်တို့လည်းငယ်တော့ဆိုလို့ရှိရင်ကျွန်တော်တို့ဒီစေကန်သွားပြတော့ကျွန်တော်ဆိုလို့ရှိရင်ဆရာဝန်ကနေပြီးတော့ပေါ့နော်ကျွန်တော်ပုံမှန်ဆိုရင်စေးထိုးရတာမကြောက်ဘူးငယ်တော့စေးထိုးခြင်းပဲဖျားလို့ရှိရင်ကျွန်တော်စေးတောက်တာသိမကြိုက်ဘူးစေးတစ်ခါရေးစေးပဲတန်းထိုးတာအဲ့မှာတစ်ခါဆရာဝန်ဒီမှာကျွန်တော်ဖျားလို့စေကန်သွားပြရင်လည်းဆရာဝန်စေးထိုးပြီးတယ်စေးထိုးပြီးတဲ့အချိန်မှာဆရာဝန်ထိုးလိုက်တဲ့စေးထိုးအက်ကကျွန်တော်အယူထိတာပေါ့နော်ထိတဲ့အချိန်မှာကျွန်တော်အရန်ကိုနာသွားတယ်တော်တော်ပြင်းပြင်းထန်ထန်အောင်နာအော်လိုက်တယ်ဆိုတော့အရန်မယ်အဲ့ဒီထက်ဆပြီးတော့ကျွန်တော်စေးထိုးရမှာတော်တော်ကြောက်သွားတာ လူကြီးတွေကတော့အယိုးပြော်သွားတာလို့ပြောတယ်သမီးရကိုခါလက်သိမ့်မခိုင်းဘူးလေခလေးပါညာမျိုးခလေးတ냐ခလေးလေးတွေယူထိမ့်ပြီးလို့ရှိရင်ခလေးလေးတွေထိုင်းနေလို့ရှိရင်အဲ့ဒီခလေးလေးတွေက6လောက်ကနည်းနည်းလောက်တွန်းလိုက်တော့သမီးပါတစ်ခါလေးကြားလို့ရှိရင်လဲပါ ဝေးလာတော့ကိုတမ်းမယ်ပြောင်းနေတယ်ဝေးလာ ဟုတ်ကဲ့ စီးထိုးလိုက်မှာ ဟုတ် ဖြစ်သွား သမီးလက်နဲ့ပဲလှုပ်ရှားရတာဒီတိုင်း6လောက်ကြီးပဲဆိုလှုပ်ရှားလို့မရဘူးဟုတ် ကျွန်တော်ကြိုက်ကြည့်တော့ပြီးတယ် ဟုတ်အသားကိုထိရင်တော့တိတယ် ပြီးလိုက်တဲ့ဒီမှာစိတ်ကောင်းဖြစ်မိတယ်ကိုကို နည်းနည်းတော့ဖြစ်မိတယ် ဝမ်းနေတာပေါ့ဒါပေမဲ့အမေတို့လည်းအကောင်းဆုံးကြိုးစားပေးခဲ့တာပဲလေ ဒါလေးကြရင်ကိုယ်နဲ့ရွယ်သူတွေကမိဘတွေကိုလှုပ်ကြွတော့ကိုကမလှုပ်ကြွရတော့စိတ်တော့မကောင်း ဒီနီမာလေးဗီဒီယိုကြည့်ပြီးတော့ကျွန်တော်တော့ဗန်နေတယ်ပေါ့နော်စိတ်မကောင်းသူပြောတဲ့စကားလုံးလေးပေါ့နော်မိဘတွေကိုသူလှုပ်ကြွေးချင်တယ်ပေါ့နော်သူများတွေလှုပ်ကြွေးတွေကမြင်တဲ့အချိန်မှာသူလည်းလှုပ်ကြွေးတင်တယ်ပေါ့နော်ကျွန်တော်အဲ့စကားလေးပြောလိုက်တဲ့အချိန်မှာရင်ထဲမှာကျွန်တော်ကိုယ်တိုင်တော့မျက်ရည်ကျမိတယ်တကယ်ရင်ထဲမှာတော်တော်ခံစားထိတယ်ပေါ့ကျွန်တော်တို့လည်းဒီလိုမျိုးပဲအသေးရွယ်ရလာတဲ့အချိန်မှာကျွန်တော်တို့မိဘကိုပြန်ပြီးလှုပ်ကြွေးချင်တယ်ပေါ့နော်သူများတွေထားနိုင်ဆိုကျွန်တော်တို့ထားချင်တယ်ပေါ့နော်ဒီညီမလေးဆိုလို့ရှိရင်လည်းအဲ့လိုစိတ်မျိုးပေါ့နော်သူမှသူလှုပ်ပေးချင်တယ်၊ကင်ပေးချင်တယ်ညီမလေးမှဒီလိုမျိုးစိတ်ရှိတာတခုနဲ့တဲ့ရင်ဟိုတကယ်ဟိုဒါတန်မှုရှိတယ်သူအဲ့လိုလှုပ်ပေးချင်တဲ့စိတ်ရှိတယ်ဆိုတာနဲ့တကူပဲကြားရတယ်မိဘမှာကျင်းနှံ့မှာပဲပေါ့နော် မိသားစုတွေမှာအကြီးဆုံးသမီးဖြစ်ပြီးတော့ဘာမှလုပ်မပေးနိုင်ဘူးအမေတို့မှာညီမ3ယောက်ရှိတယ်သမီးကအကြီးဆုံးခုနကလေးကအဲ့ဒါအငယ်လေးမင်းနဲ့ကတော့တခါမှလည်းမညှိုးညင်ခဲ့ဘူးပြီးတော့ကိုယ့်တက်ကိုမော့မကြည့်နေတဲ့ကိုယ့်အကူငုတ်ကြည့်တဲ့ကိုယ့်တက်ဆိုးတဲ့ကူလည်းအများကြီးရှိတယ်ကိုယ့်နဲ့ကိုယ်ဆိုတော့လေညီမလေးတွေကြောင်းသွားလဲအဆင်ပြေတယ်အမေတို့ကချက်ဖို့ပြုတ်ဖို့ရေမိုးအားစာကုန်မလုပ်ပေးခဲ့တာလေအိမ်မှာအလုပ်သွားရင်လေ
ဟုတ်ရွာမှာတော့ကိုင်းနေရှိပါတယ်အဲ့ဒါလေးပဲပေါ့ဒါပေမဲ့ကိုင်းလို့ချိန်လောက်ပဲပတ်စံပေါ်တာလေကျန်တဲ့အချိန်ကျတော့ဘေးရဟာပဲလိုက်ပြီးတော့သူများဟာပဲလိုက်လို့ကတာကျောင်းယူတော့မတက်ခဲ့ဘူးရွာထဲမှာငါကဆီယာမရှိရယူရှင်သိမိတာသူမိတက်လာတော့တက်ကြတယ်အိမ်မှာလည်းအဖေနဲ့အမေနဲ့ကလည်းဟိုတောက်လျှောက်သိမ်းပြီးတယ်လေအားကြောင့်မို့သူမိရေးတဲ့ဖက်တဲ့အကုန်လုံးတက်တယ်ကိုခိုင်းတာတော့မိဘတွေကလူလေးသေးမရှိတဲ့ကြာလူလေးသေးမရှိထားတာဆိုတော့အဲ့လိုအားငယ်ထားလေးတော့ဘယ်လိုမှမခံစားအောင်အမေနဲ့အဖေကအားမပြည့်စေဘူးလေအမြဲတမ်းလည်းဘေးမှာရှိနေပေးတယ်ဆိုတော့ရွေးထူးထူးအားငယ်တဲ့စိတ်ကလည်းမရှိပါဘူးရွေးချယ်လို့မှဒါသမီးရဲ့အမှန်ပဲလေကိုပဲအဲ့ဒီစိတ်နဲ့ပဲနေရတာပေါ့ အဖေနဲ့မျိုးဘလူတွေလောက်ကျွေးမှာညီမလေးတွေဘလူတွေလောက်ကျွေးမှာဘယ်လောက်ထိစိတ်ကြီးရှိခဲ့သူရနိုင်ငံဒီစုံဆိုတာတွားပြီးတော့အဲ့လိုဗီဒီယိုကျင်တယ်ပုံစံရဝါသနာပါတယ်ဆက်ချုပ်တာဝါသနာပါတယ်အဲ့လိုချီထိုးတာတွေလည်းဝါသနာပါတယ်စိတ်ရှိတယ်အမေကအသေးစိတ်လောက်ကြတာကိုပိုးပြီးတော့ကြိုက်တယ်အိမ်မှာဆိုရဲလို့အမေတို့ကဝါသနာပါမှန်းပြီးတော့ကတ်ကြီးတို့အဲ့ဒီလိုဝဲပေးတယ်လေအိမ်မှာကျညီမလေးတွေကြောင်းတော့တယောက်တည်းလေအမေတို့လည်းကွင်းနေသွားတယ်ဆိုတော့အဲ့တော့တယောက်တည်းချုပ်တယ်အဲ့ဒီအဝတ်စားတယောက်ဖြစ်နေတယ်အဲ့လိုလေးပြောတာမျိုးတော့ကြုံရဟုတ်ကြုံမှုတယ်အဲ့ဒါကြောင့်လည်းဘဲမှမသွားဘူးတခါလေဟိုရင်းနှီးတဲ့သူမျိုးတွေအိမ်ကအလူတို့မင်္ဂလာဆောင်လို့ရှိရင်လည်းခေါ်တယ်မသွားဘူးဟုတ်ဒီညီမလေးကိုတော့ကြည့်ပြီးတော့ပေါ့နော်ဒီဗီဒီယိုလေးကြည့်ပြီးတော့ကျွန်တော်ကိုယ်တိုင်လည်းသူ့ TV ချင်တယ်မှာမကောင်းဘူးပေါ့နော်တကယ်လို့ဒါယောက်ျားကြီးတဲ့မှန်နဲ့ကျွန်တော်တော့မျက်ရည်ကျမိဗျာရင်ထဲမှာတကယ်ကိုခံစားရတယ်သူရဲ့မိဘပေါ်မှာတကယ်လူတွေထင်တဲ့စိတ်လေးကိုလည်းကျွန်တော်တွေ့ရတယ်ပြီးတော့သူလူကြားတဲ့သူတိတ်မသွားရဲဘူးပေါ့နော်သူကသူစိတ်အားငယ်နေတဲ့ပုံစံလေးရှိရပေါ့နော်အဲ့တော့အခုပြောချင်တာညီမလေးစိတ်အားမငယ်ပါနဲ့ကျွန်တော်လုပ်လို့ရတဲ့ຢာတွေအများကြီးရှိသေးတယ်ကွာညီမလေးတလားလူလောကမှာလေအဲကြောင့်ညီမလေးစိတ်အားမငယ်ပါနဲ့ညီမလေးကိုဒါအားပေးနေပါတယ်ညီမလေးအနေနဲ့စိတ်ထဲမကြဘဲနဲ့ဆက်ပြီးတော့ကြိုးစားပါဆက်ပြီးတော့ယက်တီပါပြီးလို့ရှိရင်မိဘအတွက်ညီမလေးတက်နိုင်တဲ့ဘက်ကလှုပ်ပေးပါလှုပ်ကြွေးပါညီမလေးဘက်မှာကိုလိုအားလုံးရှိနေတယ်စိတ်ထဲမကြနဲ့လို့ပြောချင်တယ်เนาะညီမလေးเนาะ